ဝရိန်နီးပညာနဲ့ပတ်သက်လို့ဝရိန်စော်နီးတွေနဲ့ပတ်သက်လို့ဝရိန်နီးစဉ်တွေနဲ့ပတ်သက်လို့ဘယ်နှမျိုးလောက်ရှိပါသလဲဘယ်နှမျိုးလောက်ရှိမယ်လို့တင်ထင်ပါသလဲဟုတ်ကဲ့ကျွန်တော်တင်ယူခဲ့သလောက်ကျွန်တော်တို့တည်ထားသလောက်ကျွန်တော်ပြောကြားသွားပါမယ်ဝရိန်နီးပညာနဲ့ပတ်သက်လို့ဝရိန်စော်တာနဲ့ပတ်သက်လို့စုစုပေါင်းပေါ့နော်40နဲ့43မျိုးရှိပါတယ်43မျိုးရှိတဲ့ထဲကိုမှကျွန်တော်တို့ဂဟီသမားတော်များများဘာတွေများတည်ထားသလဲဘာတွေများနားလည်ထားကြသလဲကိုရောဘာတွေပြင်ဆင်ထားသလဲဟုတ်ကဲ့အဲ့လေးနဲ့ပတ်သက်လို့ကျွန်တော်ပြောကြားခြင်းပါတယ်ဘာတွေပြောကြားခြင်းပါတန်ဂဟီစောတတ်ယုံနဲ့တန်ဂဟီစောနေယုံနဲ့မလုံလောက်သေးဘူးဆိုတာကိုကျွန်တော်ပြောကြားခြင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလောက်လေးလာကျွန်တော်တို့ဒီလောက်တင်ယူကျွန်တော်တို့ဒီလောက်ကြားနာနေခဲ့တာတောင်မှတင်ကြားခဲ့တာတောင်မှကျွန်တော်သိခဲ့တာဆိုရင်AAW AIS Stirling Wedding AH2 Automated Hydrogen Wedding BB Block Brazing PMW Bare Metal Air Wedding CW Carbon Air Wedding CW Carbon Wedding ရလို့6မျိုးပြောရမယ်ဆိုရင်ဒီဘက်မှာတော့ခဏလေးနော်ဒီဘက်မှာဆိုရင်18မျိုးเนาะ18မျိုးရှိပါတယ်18မျိုးရှိတယ်ဆိုမှကျွန်တော်တို့ဝရိန်သမားတော်များများသိထားတာ5မျိုး FCAW ရဲ့ Flagco အဝရိန်ရဲ့ GMAW ရဲ့ Gammetal အဝရိန်ရဲ့ GTAW ရဲ့ Gas Testing အဝရိန်ရဲ့ HW Hammer ဝရိန်တော့တော်များများမမြင်ဘူးကြပါဘူးဒုဝိတိ Hammer ဆိုတာအပြင်တန်ပြူသမားတွေအသုံးပြုတဲ့ဝရိန်မျိုးကိုခေါ်ပါတယ်နောက်ဆင်းဒီဘက်မှာဆိုရင်CAWROAW ဆို Oxygen Acetylene ဝရိန်နောက် OH2 Oxygen Hydrogen ဝရိန် PAW Plasma ဝရိန်နောက် PGW Pressure Gas ဝရိန်နောက် Resistance Support ဝရိန် SMAW Silent Metal ဝရိန်နဲ့ SA2 Summit ဝရိန်ဆိုပြီးကျွန်တော်အရှိမတင်ပြထားခဲ့ပါတယ်စုစုပေါင်း43မျိုးရှိတယ်လို့ဒါနော်ဆရာကြီးများတင်ပြခဲ့တဲ့အတိုင်းကျွန်တော်မှတ်တမ်းမှတ်ရနဲ့ဤပညာစာအုပ်များသိရှိရပါတယ်ကျွန်တော်ဝရိန်သမားလက်ရှိသင်ဝရိန်သမားဆိုလျင်ဒီဝရိန်ဤပညာဒီတဲကဘယ်နှမျိုးလောက်သင်ရင်းနှီးပါသလဲဘယ်နှမျိုးလောက်ကိုသင်မြင်ဘူးခဲ့ပါသလဲဘယ်နှမျိုးလောက်ကိုသင်ယူပြီးပါသလဲပြောချင်တာကကျွန်တော်ဝရိန်သမားတွေတန်ကီစော်တန်းနေုံနဲ့လမ်းဆုံးနေတယ်လို့ကျွန်တော်ယူဆလို့ကျွန်တော်ဒီလိုပြောနေခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တန်ကီသမားများဘာလို့ရမှာတော့လက်ရှိရောက်နေတဲ့နေရာကနေတန်ကီသမားတယောက်လို့မိမိကိုယ်ကိုရန်ယူဆထားရင်တန်ကီသမားတယောက်လို့မိမိကိုယ်ကိုယုံကြည်ထားရင်ရှေ့ဆက်ပြီးတော့လိုအပ်ချက်တွေလိုအပ်နေသေးတယ်လို့ကျွန်တော်ပြောကြားချင်ပါတယ်ကျွန်တော်သင်ယူခဲ့တာတော့မှ43မျိုးတည်းကကျွန်တော်မြင်ဘူးတာကျွန်တော်တွေ့ဘူးတာကျွန်တော်လောက်ကင်ဘူးတာတော့မှ18မျိုးတည်းရှိသေးရင်ကျွန်တော်တော့မှဒီဤပညာစာအုပ်ကိုမမီသေးဘူးလို့ကျွန်တော်ပြောကြားချင်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီနောက်ဒါတန်ကဟီနီးစဉ်ပေါ့နော်နောက်တန်ကီနီးစဉ်ရဲ့နောက်ဆက်တွဲကျွန်တော်ရှိမှတန်ကီသမားတွေနဲ့ပတ်သက်တဲ့ wearing sample ဆိုပြီးတော့ကျွန်တော်တင်ပြထားတာရှိပါတယ် wearing sample ဆိုတဲ့နေရာမှာလဲကျွန်တော်တင်ပြထားတာလက်ရှိသုံးနေတဲ့လက်ရှိလောက်ကင်နေတဲ့လက်ရှိကျင်လဲနေတဲ့တန်ကီသမားတယောက်တန်ကီသမားအတိုင်းနော်တန်ကီအင်ဂျင်နီယာတိုင်းနဲ့ဆက်တဲ့ wearing အတူကောက်လေးပဲအနည်းချို့ပဲကျွန်တော်တင်ပြခဲ့တာမဟုတ်ပါဘူးအဲ့ဒီရဲ့နောက်ဆက်တွဲမှာတင်ပြရမှာဆိုရင်ဝ
wedding sample ဆိုတာ308မျိုးနောက်မှာကျန်ရှိနေပါသေးတယ်ပြောရမယ်ဆိုရင်အရှိရှည်ကြီးဖြစ်သည့်အတွက်နောက်ချိန်လဲကျွန်တော်ရှားသလောက်ပဲတင်ပြရတာဖြစ်သည့်အတွက်308မျိုးလုံးကိုတင်ပြဖို့အတွက်ကျွန်တော်ချိန်ယူပြီးတော့နောက်များမှာလဲဆက်လက်တင်ပြပြီးသွားပါမယ်ဆက်လက်ပြောကြားပြီးသွားပါမယ်အဲ့တော့အရှိမကျွန်တော်ဒီလိုမျိုးလေးတင်ဂီတာလေးတွေနဲ့ကျွန်တော်ညွှန်ပြခဲ့ပါတယ်တန်ကြီးဆိုရင်ဘယ်လိုစောရမလဲတန်ကြီးဆိုရင်တင်ဂီတာတွေကဘယ်လိုလေးတွေဆိုပြီးတော့ကျွန်တော်ညွှန်ပြသွားပါတယ်ဒါဟာတန်ကြီးသမားတိုင်းမဖြစ်မနေကြုံတွေ့ရမယ်အမြဲတမ်းထိတွေ့နေတဲ့တန်ကြီးဤပညာရဲ့တင်ဂီတာလေးတွေဖြစ်တဲ့အတွက်အဲ့ဒါလေးတွေကိုတော့မဖြစ်မနေသိထားရပါမယ်မဖြစ်မနေနားလည်ထားရပါမယ်ဒါမှသာလည်းမိမိဟာတန်ကြီးနဲ့နော်ဤပညာအင်ဂျင်နီယာတွေနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်မိမိကိုယ်ကိုမိမိယုံကြည်မှုနဲ့ပုံမတိုးပွားလာမယ်လို့ယူဆပါတယ်နော်ယူဆလာတာဖြစ်တဲ့အတွက်တန်ကြီးဤပညာ43မျိုးရှိပါတယ်တန်ကြီးဤပညာ43မျိုးကနေသင်ဘလောက်ရင်းနှီးပြီးတလဲသင်ဘလောက်ကျွမ်းဝင်ပြီးတလဲကဲလို့သင်မကျွမ်းဝင်သေးဘူးဆိုရင်သင်မှာလိုအပ်ချက်တွေရှိနေသေးတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့တန်ကြီးဤပညာရဲ့တန်ကြီးနီးစဉ်တွေကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်